တာမန်ကမ်ဘတ်ဖြင်စားတစ်ခုပေါ်မှာစစ်ဆက်ချထားတဲ့ပကြီးကားတစ်ချက်ကိုလူတစ်ယောက်ကဒေါ်လာတန်း100ပေးပြီးဝယ်လိုက်တယ်ဆိုပါစို့သူဘာကြောင့်ဒီလောက်စီးကြီးပေးပြီးဝယ်လိုက်တာလဲအပေါ်ယံချင်းတော့ဒါဟာအမှုပညာကိုအသက်ထက်မြင့်လို့ဝယ်ယူလိုက်တာလို့မြင်ကောင်းမြင်နိုင်ပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့ထင်တယ်လို့မယိုးရှင်းပါဘူးကမ္ဘာပေါ်မှာရှိတဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေဒုစရိုက်ဂိုင်းတွေနဲ့နိုင်ငံရေးသမားတွေကသူတို့ရဲ့ငွေမဲတွေကိုခွာချဖို့အတွက်ဝယ်ယူတာလည်းဖြစ်နိုင်ပါတယ်ဒီလိုဝယ်ယူခြင်းကတရားမဝင်တဲ့ငွေတွေကိုတရားဝင်ဖြစ်လာအောင်ဥပဒေအကာအကွယ်အောက်မှာတန့်စင်ဖြစ်ဖို့အကောင်းဆုံးလှည့်ကွက်တစ်ခုဖြစ်နေတာကြောင့်ပါဒီ art laundering ဆိုတဲ့အမှုပညာပစ္စည်းသုံးငွေကြေးခွာချမှုဆိုတာငွေမဲတွေကင်ထားတဲ့တထေးကြီးတွေဒုစရိုက်အဖွဲ့အစည်းတွေနဲ့အာဂတိလိုက်စားတဲ့နိုင်ငံရေးသမားတွေရဲ့အားအကိုရဆုံးလက်နက်တစ်ခုပါပကြီးကားဒါမှမဟုတ်ရှေးဟောင်းပစ္စည်းတွေကိုဗန်းပြပြီးအကွက်ကြကြငွေကြေးခွာချတဲ့နီလန်ဖြစ်ပါတယ်ဒီနေ့မှာတော့ကမ္ဘာပေါ်ကဘယ်အစိုးရကမှဝင်မစွတ်ဖက်နိုင်တဲ့ဘီလီယံချီတန်စိန်ကံပစ္စည်းသုံးငွေကြေးခွာချမှုအခင်းအကျင်းတွေကိုလေ့လာကြည့်ရအောင်ပါဒီလုပ်ငန်းစုကြီးတွေဘာကြောင့်ဒီလောက်အလုပ်ဖြစ်နေလဲဆိုတာကိုအခြေခံအချက်၃ချက်နဲ့အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်ပါမယ်ပထမအချက်ကတော့ဈေးနှုန်းသတ်မှတ်ချက်မရှိခြင်းပါပုံမှန်တမိုင်းဥကြကုန်ပစ္စည်းတွေမှာကုန်ကျန်းတန်ဖိုးနဲ့လုပ်အားကစတဲ့အခြေခံပေါက်ဈေးဆိုတာရှိပါတယ်ဒါပေမဲ့အမှုပညာပစ္စည်းတွေမှာတော့သတ်မှတ်ချက်မရှိပါဘူးပကြီးကားတစ်ချက်ကိုလူတစ်ယောက်ကဒေါ်လာ1 သန်းတန်နဲ့ပြောပြီးနောက်တစ်ယောက်ကဒေါ်လာတန်း100ပေးဝယ်ရင်လည်းဥပဒေအရတရားဝင်ပါတယ်ဒီလိုဈေးနှုန်းကိုစိတ်ကြိုက်ဖန်တီးလို့ရနေတာကိုကဒီဈေးကွက်ရဲ့အားသာချက်တစ်ခုပါငွေအမြောင်များကိုတခါတည်းနဲ့ခွာချဖို့အကောင်းဆုံးဖြစ်သွားစေလိုပါပဲဒုတိယအချက်ကတော့ free pork လို့ခေါ်တဲ့အခွန်ကင်းလွတ်ခွင့်ရနေတဲ့လျှို့ဝှက်ကိုတောင်ကြီးတွေရှိနေတာပါဒါကတော့ art laundering ရဲ့အဓိကအသက်ရှူပေါက်ဖြစ်ပါတယ်ဂျနီဗာလူဇင်ဘတ်နဲ့စင်ကာပူလိုနိုင်ငံတွေမှာ free pork လို့ခေါ်တဲ့အထူးလုံခြုံရေးမြင့်မားပြီးအခွန်ကင်းလွတ်ခွင့်ရတဲ့တိုလာယုံကြီးတွေရှိပါတယ်ဒီ free pork စနစ်ဟာ18ရာစုရေချောင်းကုန်သွယ်မှုခေတ်ကလေးကစတင်ခဲ့တာပါမူလကတော့တည်ယူပို့ဆောင်ရေးကုန်စည်တွေကိုခေတ္တသိမ်းဆည်းဖို့ဖြစ်ပါတယ်ဒါပေမဲ့အခုခေတ်မှာတော့တရားဝင်မှောင်ခိုလုပ်လို့ရတဲ့ရေသနာတိုက်ကြီးတွေတပွဲဖြစ်လာပါပြီတထေးတွေဟာပကြီးကားတွေကိုဝယ်ပြီးတာနဲ့အိမ်ကိုတန်းတဲ့သွားတာမျိုးမဟုတ်ပါဘူးဒီ free pork ကိုတောင်တွေထဲမှာပဲဆယ်စုနှစ်နဲ့ချီတင်ထားလိမ့်ရှိပါတယ် free pork ထဲမှာရှိနေတဲ့၍တင်စီထားတဲ့ကုန်ပစ္စည်းနဲ့ပတ်သက်ပြီးအကောက်ခွန်ပေးစရာမလိုပါဘူးဒါအပြင်ဘဒုလက်ထဲကိုပိုင်ဆိုင်မှုပြောင်းသွားလဲဆိုတာကိုလည်းအစိုးရတွေဘက်ကခြေရာခံမှုခတ်ပါတယ်အယောင်းဝယ်လုပ်ချင်ရင်လည်းပကြီးကားကိုကိုတောင်ထဲကနေအပြင်ကိုထုတ်ယူစရာမလိုပါဘူးကိုတောင်ထဲမှာတင်နေရာတဖွာမှမရွေ့ပဲနောက်ွယ်မှာပိုင်ရှင်အချင်းချင်းငွေလွှဲပြီးတော့အယောင်းဝယ်လုပ်လိုက်ကြရုံပါပဲဥပမာပြရရင်ဂျနီဗာမြို့က free pork တစ်ခုထဲမှာတင်ကမ္ဘာကျော်ပကြီးကားပေါင်း1 သန်းကျော်ရှိနေတယ်လို့ခန့်မှန်းကြပါတယ်နောက်တတိယအချက်ကဝယ်ယူသူအမည်ဖော်ပြစရာမလိုခြင်းပါနိုင်ငံတကာကနာမည်ကြီးလေလံပွဲတွေမှာဥပဒေအကြောင်းအရထိန်းချုပ်မှုတွေတိုးမြင့်လာနေတာတော့အမှန်ပါပဲဒါပေမဲ့လည်းကြားကန်ရှင်းနေရုံတွေသို့မဟုတ် share company ဆိုတဲ့ကုမ္ပဏီအမည်ခံတွေတုံးပြီးအမည်မဖော်ပဲဝယ်ယူလို့ရနေစေဖြစ်ပါတယ်ဝယ်တဲ့လူကဘာတူလဲရောင်းတဲ့လူကဘာတူလဲဆိုတာကိုလေလံကုမ္ပဏီကပဲသိပါတယ်အပြင်လူနဲ့အစိုးရတွေမသိအောင်ဖုံးကွယ်ထားလို့ရပါတယ်ဒါကြောင့်ဒုစရိုက်သမားတွေဟာသူတို့ရဲ့ရာဇဝမှုမှတ်တမ်းတွေကိုအမှုပညာနောက်ကွယ်မှာအလွယ်တကူဖုံးကွယ်နိုင်ကြပါတယ်ဒီနေရာမှာသူတို့ဘလို့နီလန်းနဲ့ငွေကြီးခွာချကြတယ်လဲအလုပ်လုပ်ပုံဇလန်းကိုကြည့်ရအောင်ပါဥပမာပြရရင်ဒုစရိုက်သမားတယောက်မှာတရားမဝင်ငွေဒေါ်လာတန်း50ရှိနေတယ်ဆိုပါစို့အရင်ဆုံးသူကတာမန်ပကြီးစရာတအိုးစီကနေပကြီးကားတစ်ချက်ကိုကြားကန်လူသို့မဟုတ်လေလံကုမ္ပဏီအမည်ခံသုံးပြီးဒေါ်လာ9000လောက်နဲ့လျှို့ဝှက်ဝယ်ယူလိုက်ပါတယ်ဒုတိယအဆင့်အနေနဲ့သူ့ရဲ့နောက်ထပ်တရားမဝင်ငွေတွေကိုသုံးပြီးပကြီးပညာကျွမ်းကျင်သူတွေမီဒီယာတွေကိုငွေပေးလိုက်ပါတယ်သူတို့ကိုဒီပကြီးကားဟာအလွန်လက်ရမြောက်ပြီးတန်မိုးရှိပါတယ်ဆိုပြီးဈေးကွက်မြင့်တက်အောင်တမင်ဖန်တီးခိုင်းစေပါတယ်နောက်ဆုံးအဆင့်အနေနဲ့သူ့ရဲ့အမည်ခံလေလံကုမ္ပဏီကနေတဆင့်လေလံပွဲလုပ်စေပါတယ်အဲ့ဒီပွဲမှာသူကိုယ်တိုင်ခွဲထားတဲ့အမည်ခံလူတွေနဲ့အချင်းချင်းညှိနှိုင်းပြီးဈေးပြိုင်ပေးစေပါတယ်အဲ့ဒီမှာဒီ9000တန်ပကြီးကားကိုဒေါ်လာတန်း50အထိဈေးမြင့်ဝယ်ယူလိုက်ပါတယ်အဆုံးမှာတော့သူ့ရဲ့တရားမဝင်ငွေတန်း50ကိုကြားကန်လူတွေကနေတဆင့်လေလံကုမ္ပဏီကိုပေးလိုက်ရပါတယ်ဒီလိုနဲ့သူ့ရဲ့အမည်ခံကုမ္ပဏီစီကိုပကြီးကားရောင်းလို့ရတဲ့တရားဝင်အမျက်ငွေဒေါ်လာတန်း50ဆိုပြီးဘန်နဲ့ရောက်သွားပါတော့တယ်ဒီနည်းနဲ့ငွေညစ်ပေမှုတွေဟာတခဏအတွင်းမှာတင်ဖြူစင်သွားစေခဲ့ပါတယ်ဒီနေရာမှာလူသိများတဲ့တပ်တွေတစ်ခုရှိခဲ့ဘူးပါတယ်အဲ့ဒါကမလေးရှားနိုင်ငံရဲ့ 1MDB လို့ခေါ်တဲ့
ငွေကြေးကမောက်ကမဖြစ်မှုကြီးအကြောင်းပါဒီအမှုရဲ့တရားခံလူဟောက်တောင်ဟာနိုင်ငံတော်မှာရန်ပုံငွေတဲကနေဒေါ်လာတန်းရာချီကိုခိုးယူခဲ့ပါတယ်သူဟာအဲ့ဒီငွေတွေကိုတရားဝင်ငွေပြူဖြစ်စေဖို့အတွက်ကဘာကျော်ပကြီးစရာကလော့တ်မိုနီရဲ့ပကြီးကားတွေကိုလျှို့ဝှက်ဝယ်ယူခဲ့ပါတယ်နောက်တော့အမည်မဖော်တဲ့လေလံစနစ်ကိုသုံးပြီးသူ့ရဲ့ဂျာကန်လူတွေနဲ့ဈေးကြီးပေးပြီးလေလံဝင်ပြိုင်စေပါတယ်အဲ့ဒီမှာဝယ်ယူသူတွေကမြည်သူမြည်ဝါဖြစ်ကြောင်းဖော်ပြစရာမလိုပါဘူးဒီနည်းနဲ့ပဲဒေါ်လာတန်း30ကျော်တန်းပကြီးကအများအပြားကိုဝယ်ယူစေခဲ့ပါတယ်အဆုံးမှာသူ့ရဲ့နာမည်ခံပကြီးရောင်းသူရဲ့ဘဏ်အကောင့်ထဲကိုဒေါ်လာတန်းရာချီဝင်သွားစေခဲ့ပါတယ်ဒီငွေတွေဟာတရားဝင်ကုန်စည်ရောင်းရငွေဖြစ်လို့ငွေပြူတွေဖြစ်သွားစေပါတယ်ဒါပေမဲ့ကန်ဆိုးတာကနောက်ပိုင်းမှာသက်ဆိုင်ရာထောက်လန်းရေးတွေကမတင်ကားလို့လိုက်စုံစမ်းရာကနေဒီလိုနီးလန်းနဲ့ငွေကြီးခွာချခဲ့တာကိုသိရှိခဲ့ပြီးဖန်ဆီးခြင်းခံခဲ့ရပါတယ်နောက်ထပ်ငွေကြီးခွာချတဲ့နီးလန်းကတော့အခွန်ရှောင်ခြင်းနဲ့လှူဒန်းမှုလှက်ကွက်ပဲဖြစ်ပါတယ်တထေးကြီးတွေဟာဒေါ်လာ1တန်းနဲ့ပကြီးကားတစ်ချက်ကိုဝယ်လိုက်ပါတယ်ပြီးရင်ဈေးကွက်ထဲမှာဒေါ်လာတန်း90တန်ဖိုးရှိလာအောင်အဆင့်ဆင့်ဖန်တီးယူပါတယ်အဲ့ဒီနောက်ဒီပကြီးကားကိုပြတိုက်တစ်ခုခုစီမှာတွားပြီးလှူဒန်းလိုက်ပါတယ်ဥပဒေအရအနုပညာပစ္စည်းလှူဒန်းမှုဟာအခွန်ကင်းလွတ်ခွင့်ရပါတယ်ဒီဥပဒေအကာအကွယ်ကိုသုံးပြီးသူတို့လုပ်ငန်းကနေအစိုးရကိုပေးရမယ့်ဒေါ်လာတန်း90ဘို့အခွန်တွေကိုတက်တာခွင့်ရအောင်လှည့်စားပစ်လိုက်တာပါဒီနည်းလမ်းဟာဥပဒေအကြောင်းအရလုံးဝတရားဝင်နေတာဖြစ်လို့ငွေကြေးခွာချခြင်းတဲ့တထေးကြီးတိုင်းရဲ့အကြိုက်နှစ်သက်ဆုံးလုပ်ကွက်တစ်ခုဖြစ်ပါတယ်ဒီနေရာမှာအနုပညာပကြီးကားတွေနီးသူခြေရာခံမှုခက်ခဲပြီးစိတ်ကြိုက်ဈေးကွက်ဖန်တီးလို့ရတဲ့တခြားတန်မိုးကြီးစိန်ခံပစ္စည်းတွေလည်းရှိနေပါသေးတယ်စီးပွားရေးနဲ့ဒုစရိုက်လောကမှာအတွေ့အများပြီးအကြီးအကျယ်ငွေကြေးခွာချနေကြတဲ့လုပ်ကွက်တွေကိုဆက်လေ့လာကြည့်ရအောင်ပါပထမတစ်ခုကတော့တန်မိုးကြီးလက်ပတ်နာရီတွေဝယ်ယူခြင်းပါ Rolex, Patek Philippe, Audemars Piguet စတဲ့ကမ္ဘာထိပ်တန်းနာရီတွေဟာအခုခေတ်မှာငွေသားအစားထိုးတည်ဆောင်ရလွယ်ကူတဲ့အဖိုးတန်ပစ္စည်းတွေဖြစ်လာပါတယ်ဒီနာရီတွေဟာနာရီတစ်လုံးကိုဒေါ်လာ9000ကနေတန်းချီတန်တဲ့အထိရှိတတ်ပါတယ်နာရီကိုလက်ကဝတ်မှာပတ်ပြီးနိုင်ငံတကာနယ်စပ်တွေကိုဘာအကောက်ခွန်မှမပေးရပဲလွယ်ကူကူဖြတ်ကျော်သွားလို့ရပါတယ်လေဆိပ် security တွေကနာရီကိုကိုယ်ပိုင်ပစ္စည်းအဖြစ်ပဲသတ်မှတ်ထားတာကြောင့်ပါနိုင်ငံရခြားရောက်မှအဲ့ဒီနာရီကိုပြန်ရောင်းပြီးတရားဝင်ငွေသားအဖြစ်ပြောင်းလဲပစ်ကြပါတယ်နာရီကိုတော့လက်မှာပတ်ပြီးတည်ဆောင်သွားပေမဲ့အခြားတစ်ဖက်မှာလည်းနာရီရဲ့မူရင်းဘူးကုန်နဲ့အာမခံကပ်ပြားတွေကိုတီးတန့်ခွဲပြီးမှောင်ခိုလမ်းကြောင်းကနေပို့ပါတယ်ဒီလိုနည်းနဲ့ဆာရွက်စာတမ်းခြေရာခံလို့မရအောင်လှုပ်ဆောင်ကြတာပါနောက်ဈေးကွက်တစ်ခုကတော့စိန်ခံပြန်ကားစုဆောင်တဲ့ဈေးကွက်ပါစူပါကားနဲ့ဟိုက်ပါကားတွေဖြစ်တဲ့ Bugatti, Ferrari, Lamborghini စတဲ့ပြန်ကားတွေဟာရေဘူးရအဖြစ်အကန့်အသတ်နဲ့ပဲထုတ်တဲ့ limited edition ပြန်ကားတွေပါဒါတွေဟာတာမန်ကားတွေလိုတန်ဖိုးကျမသွားပဲအချိန်ကြာလေးဈေးတက်လေးဖြစ်တတ်ပါတယ်ဒုစရိုက်သမားတွေဟာတတ်မှတ်ထားတဲ့စီးမြင်တွေကိုကြော်ဖြတ်ဖို့ဂျာကန်လူတွေသို့မဟုတ် share company တွေသုံးပြီးဒီကားတွေကိုငွေသားအမြောက်များနဲ့ဝယ်ယူကြပါတယ်ပြီးရင်ကားကိုပြန်လည်ရောင်းချတဲ့အခါဝယ်သူစီကနေဘဏ်အကောင့်ထဲကိုတရားဝင်ငွေအဖြစ်လွှဲပြောင်းရယူပြီးငွေပြူဖြစ်အောင်လုပ်ကြပါတယ်1980ပြည့်လို့နှစ်တွေကမက္ကဆီကိုမူရရစာတွေဟာဒီနီလန်းကိုအကြီးအကျယ်သုံးခဲ့ကြပါတယ်သူတို့ရဲ့အင်ကိုတောင်တွေထဲမှာ limited ပြန်ကားအစီးပေါင်းရာချီစုဆောင်ပြီးငွေသားပိုင်ဆိုင်မှုတွေအဖြစ်ပြန်ရောင်းပြီးပြောင်းလဲခဲ့ကြတာပါဒီဘက်နည်းပညာခေတ်မှာတော့ digital assets NFT လို့ခေါ်တဲ့ digital assets ကိုအသုံးပြုပြီးငွေကြေးခွာချတဲ့နီလန်းတွေလည်းရှိပါသေးတယ်ဒီနီလန်းတွေကအမြန်ဆုံးနဲ့အလွယ်ကူဆုံးခွာချလို့ရတဲ့ digital အနည်းပညာပစ္စည်းဈေးကွက်ဖြစ်ပါတယ်တမာယိုးကြဆန်တဲ့ပကြီးကအသုံးပြုပြီးငွေကြေးခွာချတဲ့နည်းကို digital version ပုံစံပြောင်းထားတာပါသူ့ရဲ့လောက်ကင်ပုံကရိုးရှင်းပါလေအရင်ဆုံးကိုပိုင် crypto wallet နှစ်ခုကိုတည်ဆောက်လိုက်ပါတယ် A ဆိုတဲ့ wallet ကနေတာမန်ဓာတ်ပုံတစ်ပုံကို NFT အဖြစ်တင်လိုက်ပါတယ်ပြီးရင်ကိုယ့်ရဲ့တရားမဝင်ရရှိထားတဲ့ crypto တွေရှိနေတဲ့ B ဆိုတဲ့ wallet ကနေအဲ့ဒီ NFT ကိုဒေါ်လာ1တန်းဖိုးပေးပြီးပြန်ဝယ်လိုက်ပါတယ်ဒီလိုနဲ့ A အကောင့်ထဲကိုငွေရောက်သွားပါတယ်ဒီနေရာမှာ B ဆိုတဲ့ wallet ဟာဘဒူဘဝရဲ့အကောင့်ဆိုတာဘဒူကိုမှအသိပေးစရာမလိုပါဘူးဒီနီးလန်းနဲ့ပဲ NFT ရောင်းလို့ရတဲ့တရားဝင်အမြောက်ငွေဆိုပြီးဒေါ်လာ1တန်းတန်ရှင်းရောက်သွားပါတော့တယ်နောက်ထပ်ထင်ရှားတဲ့ဈေးကွက်ကတော့ high end real estate ဆိုတဲ့တန်ဖိုးကြီးတဲ့အင်ချန်မြေနဲ့တိုက်ခန်းလောကပဲဖြစ်ပါတယ်
ဒီနီလန်းကိုကမ္ဘာအနှံ့ကဖွံ့ဖြိုးဆဲနိုင်ငံတွေမှာသာမကဖွံ့ဖြိုးပြီးနိုင်ငံတွေထိပါကြက်ကြက်ပြန့်ပြန့်နဲ့လှုပ်ဆောင်တတ်ကြပါတယ်ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့လန်ဒန်နယူးယောက်နဲ့ဒူဘိုင်းစတဲ့ကမ္ဘာအချက်အခြာကျတဲ့မြို့ကြီးတွေမှာဗီလီယံချီတန်တဲ့ပန်ဟောက်စ်တိုက်ခန်းတွေနဲ့အိမ်ယာတွေအမြောက်အများရှိကြပါတယ်ဒီနေရာတွေဟာငွေအမြောက်အများကိုတခါတည်းတိုးလောင်ခေါ်အားချဖို့အကောင်းဆုံးနေရာတွေလည်းဖြစ်ပါတယ်ဒီနီလန်းမှာလည်းအမည်မဖော်လို့တဲ့ offshore company တွေကိုပဲဂျားကန်အနေနဲ့တုံးကြပါတယ်ငွေမဲပိုင်ရှင်ဟာသူ့နာမည်နဲ့ကိုယ်တိုင်အိမ်သွားဝယ်တာမဟုတ်ပဲအရင်ဆုံးစာရွက်ပေါ်ကအမေရိကန်ကုမ္ပဏီတစ်ခုကိုမှတ်ပုံတင်တည်ထောင်လိုက်ပါတယ်ဒီကုမ္ပဏီရဲ့အမေရိကန်ပိုင်ရှင်ဘယ်သူလဲဆိုတာအစိုးရတွေမသိနိုင်ပါဘူးအဲ့ဒီနောက်အမေရိကန်ကုမ္ပဏီကနေဒေါ်လာ1 သန်းတန်နဲ့ပန်းဆောက်တိုက်ခန်းကိုဝယ်ယူလိုက်ပါတယ်အိမ်ပိုင်ရှင်အဖြစ်စာချုပ်မှာပေါ်လာတာကငွေမဲပိုင်ရှင်ရဲ့နာမည်မဟုတ်ပဲဂျားကန်ကုမ္ပဏီရဲ့နာမည်နဲ့ပဲစာချုပ်ချုပ်ဆိုပါတယ်အဲ့ဒီနောက်ပန်းဆောက်တိုက်ခန်းကိုအခြားသူတစ်ယောက်ထံကိုဒေါ်လာ10 သန်းနဲ့ပြန်ရောင်းလိုက်ပါတယ်ရလာတဲ့ဒေါ်လာ10 သန်းဟာဘဏ်ထဲမှာအိမ်ရောင်းရငွေဆိုတဲ့တရားဝင်ဝင်ငွေအဖြစ်စာရင်းဝင်သွားပါတယ်အရှေ့တောင်အာရှလိုဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ဒီထက်ပိုကြက်ကြက်ပြန့်ပြန့်လှုပ်ဆောင်တာကိုတွေ့ရပါတယ်ငွေကြေးခဝါချမှုအများဆုံးလုပ်ကြတဲ့နိုင်ငံတွေထဲမှာထိုင်းလာအိုကမ္ဘောဒီးယားနဲ့မြန်မာနိုင်ငံတို့ကအများဆုံးပါဝင်ပါတယ်အထူးသဖြင့်နိုင်ငံနယ်စပ်တစ်လျှောက်ကကြားဖြန့်လုပ်ငန်းတွေလုပ်ကိုင်တဲ့တထေးတွေနဲ့ပြည်တွင်းကနေကြားဖြန့်လုပ်ငန်းတွေမှာရှယ်ယာဝင်ထားတဲ့ကုမ္ပဏီပိုင်ရှင်တွေကအများဆုံးခေါ်အားချကြတာဖြစ်ပါတယ်ဒီလိုကြားဖြန့်လုပ်ငန်းတွေကနေမြန်မာကျပ်ငွေနဲ့တစ်လကိုကျပ်သိန်းပေါင်း1000ကနေသိန်းပေါင်း3သိန်းကျော်ရရှိနေတာပါဒီလိုပမာဏများတဲ့အတွက်ဒီငွေမဲတွေကိုငွေပြူဖြစ်အောင်အင်ချင်မြေလောကထဲမှာရင်းနှီးမြှုပ်နှံလာကြတာဖြစ်ပါတယ်ဥပမာအနေနဲ့မြန်မာနိုင်ငံမှာဆိုရင်ငွေမဲပိုင်ရှင်ကရန်ကုန်လိုအချက်ချာကျတဲ့နေရာတစ်ခုမှာကျပ်ငွေသိန်း1000နဲ့မြေကွက်တစ်ခုကိုအရင်ဝယ်ယူလိုက်ပါတယ်အဲ့ဒီနောက်လအတန်ကြာတဲ့အခါနာမည်ကန်လူတစ်ယောက်ကိုဖန်တီးပြီးသူ့အိမ်ကိုကျပ်ငွေသိန်းကြီး3သိန်းနဲ့ပြန်လည်ဝယ်ယူစေပါတယ်နောက်တော့ငွေမဲပိုင်ရှင်ဟာကျပ်ငွေသိန်းကြီး3သိန်းကိုသူ့ရဲ့မြေကွက်ရောင်းရငွေတရားဝင်ဝင်ငွေအဖြစ်နဲ့အစိုးရစီမှာပြေစာရယူလိုက်ပါတယ်ဒီလိုနဲ့သူ့ရဲ့မူလရှိခဲ့တဲ့ငွေမဲသိန်းကြီး3သိန်းဟာငွေဖြူဖြစ်သွားစေပါတယ်ဒီလိုနီလန်းတွေကြောင့်ပဲမြန်မာပြည်ရဲ့အင်ချန်မြေဈေးကွက်ကတာမန်လူတွေလက်လန်းမမိနိုင်တော့လောက်အောင်မတန်တဆဈေးနှုန်းမြင့်မားလာရပါတော့တယ်နောက်ထပ်ထူးခြားတဲ့ငွေကြေးခွာချတဲ့ပစ္စည်းကတော့ကဘာကျော်ဖက်နှက်တွေနဲ့စနိကာဈေးကွက်ဖြစ်ပါတယ်ဒါကတော့လူငယ်တွေကြားထဲမှာခေတ်စားလာတဲ့ရည်စည်းကြောင်းတစ်ခုဖြစ်ပါတယ်အထူးထုတ်အနေနဲ့လှုပ်ထားတဲ့ Air Jordan သို့မဟုတ်ကဘာကျော်ဒီဇိုင်နာတွေနဲ့ပူးပေါင်းထုတ်ထားတဲ့ Limited Edition စနိကာဖက်နှက်တွေဟာဒေါ်လာ1000ချီပေါက်စီရှိပါတယ်ဒီဖက်နှက်ဈေးကွက်ဟာအစိုးရတွေရဲ့တရားဝင်ထင်ချုပ်မှု regulation အောက်မှာမရှိသေးပါဘူးဖက်နှက်တွေကိုငွေသားနဲ့အလုံးအရင်းဝယ်စုပြီးနာမည်ကြီး Sneaker Marketplace ပေါ်မှာပြန်လည်ရောင်းချတဲ့နည်းနဲ့ငွေပြူအဖြစ်ပြောင်းလဲပစ်ကြပါတယ်ဒီလိုငွေကြေးခွာချနေမှုတွေကိုတပ်ဆိုင်ရာအစိုးရတွေကသိကြပေမဲ့အရေးယူဖို့အပိုင်းကတော့ခက်ခဲပါတယ်တစ်ဖက်ကကြည့်ရင်အစိုးရကဈေးနှုန်းတွေကို price control သတ်မှတ်ပေးလိုက်ရင်ဒီလိုပြဿနာတွေရှင်းလင်းသွားလိမ့်မယ်လို့ထင်စရာရှိပါတယ်ဒါပေမဲ့တကယ်လက်တွေ့စီးပွားရေးလောကမှာတော့ထင်သလောက်မလွယ်ပါဘူးအစိုးရကဝင်ရောက်ဆွတ်ဖက်ပြီးဈေးနှုန်းအတင်းသတ်မှတ်လိုက်မယ်ဆိုရင်ပိုပြီးဆိုးရွားတဲ့မှောင်ခိုဈေးကွက် black market ကြီးတွေထပ်မံပေါ်ပေါက်လာရုံသာရှိတယ်လို့စီးပွားရေးပညာရှင်တွေကထောက်ပြကြပါတယ်ရေမူရအနေနဲ့ပစ္စည်းရဲ့စစ်မှန်တဲ့တန်ဖိုးကိုဥပဒေနဲ့သတ်မှတ်လို့မရနိုင်ပါဘူးအနုပညာပစ္စည်းနာယီဒါမှမဟုတ် NFT စတာတွေကစံစီစေဝါလို့လူတိုင်းအတွက်မရှိမဖြစ်အခြေခံကုန်စည်တွေမဟုတ်ပါဘူးဥပမာအစိုးရကဒီကဘာကျော်ပကြီးကားကိုဒေါ်လာ3သိန်းထက်ပိုမရောက်ရလို့ဈေးနှုန်းသတ်မှတ်လိုက်ပြီဆိုပါစို့ဒါပေမဲ့ကဘာပေါ်မှာဒီပကြီးကားကိုဒေါ်လာတန်း100ပေးပြီးဝယ်ချင်တဲ့လူကရှိနေတုံးပဲဖြစ်ပါတယ်အကျိုးဆက်အနေနဲ့အယောင်းဝယ်လုံးမဲ့သူတွေဟာဥပဒေကိုလက်တလုံးချကြော်ဖြတ်ပါလိမ့်မယ်အစိုးရရဲ့တရားဝင်စာချုပ်မှာတော့ဒေါ်လာ3သိန်းနဲ့စာချုပ်ချုပ်ပါလိမ့်မယ်ဒါပေမဲ့ကျန်တဲ့ဒေါ်လာ69.9 သန်းကိုဥပဒေပြင်ပကနေဟာဝါလာလိုလျှို့ဝှက်ငွေလွှဲစနစ်တွေတုံးပြီးလက်သိပ်ထိုးပြီးချေကြမှာပါနောက်ဆက်တွဲအနေနဲ့မှောင်ခိုဈေးကွက်ကိုပို့ပြီးအားကောင်းသွားစေပါတယ်ယနေ့ခေတ်ကမ္ဘာစီးပွားရေးစနစ်အများစုဟာ free market ဆိုတဲ့ဝယ်လိုအားနဲ့ရောင်းလိုအားအပေါ်မှာပဲအခြေခံတဲ့လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ကိုသုံးကြပါတယ်အရာဝတ္ထုတစ်ခုရဲ့တန်ဖိုးဆိုတာဝယ်မဲ့လူပေးခြင်းတဲ့ပမာဏပေါ်မှာပဲမူတည်ပါတယ်အစိုးရကဈေးကွက်ထဲကိုဝင်ရောက်ဆွတ်ဖက်ပြီးဈေးနှုန်းတွေကိုလက်သတ်မှတ်ရင်ယင်းဒီမြုံနှံသူတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကအဲ့ဒီနိုင်ငံကနေ
ထွက်ခွာသွားကြပါလိမ့်မယ်ဒီလိုဖြစ်လာရင်တိုင်းပြည်စီးပွားရေးတစ်ခုလုံးကြောက်ထဲကျသွားနိုင်ပါတယ်အဆိုးဆုံးအချက်ကနိုင်ငံတကာနယ်နိမိတ်ကျော်လွန်နေခြင်းပါဒီဇိမ်ငံပစ္စည်းတွေဟာနိုင်ငံတစ်ခုထဲမှာပဲရှိနေတာမဟုတ်ပါဘူးအမေရိကန်အစိုးရကစင်းနှုန်းတက်မှတ်ရင်တထေးတွေကသူတို့ပစ္စည်းကိုတခြားနိုင်ငံတွေကိုရွှေ့ပါလိမ့်မယ်ဒူဘိုင်းသို့မဟုတ်ဆွစ်ဇာလန်ကအခွန်ကင်းလွတ်ခွင့်ရနေတဲ့ Freeport ကိုတောင်တွေစီကိုရွှေ့ပြောင်းပစ်ပြီးဥပဒေလွတ်ကင်းတဲ့နေရာမှာအယောင်းအဝယ်လုပ်ကြမှာဖြစ်ပါတယ်နိုင်ငံတကာအစိုးရအားလုံးတပြိုင်နက်တည်းပူးပေါင်းမလှုပ်ဆောင်နိုင်တဲ့တော့အစိုးရတစ်ခုတည်းကဈေးကွက်ကိုထိန်းချုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါကြောင့်မို့လို့လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ရဲ့ဟာကွက်တွေနဲ့ဥပဒေရဲ့အားနည်းချက်တွေရှိနေတဲ့တော့ဒီဇိမ်ငံပစ္စည်းတွေဟာကမ္ဘာတထေးကြီးတွေနဲ့ဒုစရိုက်သမားတွေအတွက်အကောင်းဆုံးငွေကြေးခေါ်ဝါချရာနေရာတစ်ခုဖြစ်နေအောင်မှာပဲဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးလက်တွေ့ဘဝမှာလည်းတွေးတောစရာတစ်ခုခုရှိလာမယ်လို့ယုံကြည်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်